အဲ့တော့ဒီနေ့အတွက် present tense ကိုရှင်းပြမယ် present tense မှာ၄မျိုးရှိတယ်ပေါ့ဒါကို roughly ရှင်းပြမယ်အကယ်၍ tense တွေကိုကျွန်တော်တို့ကနားမလည်ဘူးဆိုလို့ရှိရင်မသိဘူးဆိုလို့ရှိရင် sentence တွေကိုစီစဉ်လို့ရမှာမဟုတ်ဘူးစကားလည်းပဲပြောလို့ရမှာမဟုတ်ဘူးပေါ့အဲ့တော့ present tense ၄မျိုးကဘာလဲဆိုလို့ရှိရင် present simple tense နံပါတ်1က present simple tense နံပါတ်2က present continuous tense နံပါတ်3က present perfect tense နံပါတ်4က present perfect continuous tense အဲ့တော့ present simple tense ကိုဘာသုံးလဲဆိုလို့ရှိရင် present simple tense ကသူက general truth ဖြစ်တယ်အမြဲတမ်းမှန်တဲ့အမှန်တရားတွေအတွက်ပြီးတော့ facts လို့ခေါ်တဲ့အချက်အလက်တွေအတွက်အသုံးပြုတာ for example ဥမာကျောင်းသားတယောက်က तू ကကျောင်းသားဖြစ်တယ်ဆိုလို့ရှိရင် तू လောလောဆယ်အိယာထဲမှာအိတ်နေရင်တောင်မှ तू ကကျောင်းသားဖြစ်တယ်ဒါကြောင့် he is a student เนาะအဲ့လိုမျိုးကျွန်တော်တို့သုံးလို့ရတယ် she is a student အော်ဒီနေရာမှာ is ဆိုတဲ့စကားလုံး verb to be က present simple tense ဖြစ်တယ်အဲ့တော့ present simple ကိုဘာမှသုံးလဲ general truth အတွက်သုံးတယ်အခုနေကအရှိရကထွက်ပြီးတော့အနောက်ရမှာပြန်ဝင်တယ်ဒါ general truth ဖြစ်တယ်ဟုတ်ပြီနော်အဲ့အတွက်နေထွက်တဲ့အကြောင်းနေဝင်တဲ့အကြောင်းပြောမယ်ဆိုလို့ရှိရင် present simple tense နဲ့ပြောမယ် sun rises from east it goes down into west နေဟာအရှိရကထွက်တယ်အဲ့တော့နေကအနေကိန်း singular ဖြစ်တယ်ဒါကြောင့် rise မှာ rises လို့သုံးတယ် s ထည့်ပေးရတယ်နော် rises တခါနေဝင်တဲ့အတွက် goes down လို့လည်းပဲပြောတယ်အဲ့တော့ go မှာ es ထည့်ရအောင်ဒါက present simple tense အဲ့ဒီအတိုင်းပဲကျွန်တော်တို့ရေနွေးတယ်လို့ရှိရင်100 degree celsius 100 degree celsius ရောက်လို့ရှိရင်ရေစုတယ်ဒါအမြဲတမ်းမှန်တဲ့အမှန်တရားအဲ့ဒါကြလို့ရှိရင် water boils in or at 100 degree celsius 100 degree ရောက်လို့ရှိရင်ရေစုမှကိုရောက်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုကဏ္ဍရမှာရှိတဲ့နေရာမှာတော့60 degree celsius ရောက်လို့ရှိရင်တော့ရေစုတာပေါ့ဒါတော့တစ်မျိုးပေါ့အဲ့မဲ့ general truth အရာ100 degree celsius ဆိုလို့ရှိရင်သူကရေစုမှကိုရောက်တယ်အဲ့တော့ဒါ simple present simple tense ကအမြဲတမ်းသူကမှန်တဲ့ကိစ္စတွေ facts အချက်ကျတဲ့ကိစ္စတွေအတွက်သုံးတယ်အခုကျွန်တော်တို့က present continuous ကိုသွားမယ်အဲ့တော့ present continuous tense မှာ present continuous tense ကအခုလောလောဆယ်အခုကျွန်တော်ဘာလုပ်နေလဲဆိုလို့ရှိရင် what am I doing I am explaining and I am discussing and I am taking a video for all my viewers and for all my followers and for all my students anyhow အခုလောလောဆယ်ကျွန်တော်ဘာလုပ်နေလဲဆိုလို့ရှိရင်ကျွန်တော်အကြောင်းအရာတစ်ခုဆွေးနွေးနေတယ်ဗီဒီယိုရိုက်နေတယ်စသဖြင့် continuous ကလောလောဆယ်လုပ်နေတဲ့ဟာကို present continuous tense လို့ခေါ်တယ်အဲ့ကျရင်သူရဲ့ verb form ကဘယ်လိုလဲဆိုတော့ verb to be တဲ့က present tense ဖြစ်တဲ့ MSR plus verb ing သုံးရတယ် I am walking ကျွန်တော်လမ်းလျှောက်နေတယ် I am sleeping ကျွန်တော်အိပ်နေတယ် I am eating ကျွန်တော်စားနေတယ် have ကိုလည်းပဲစားတဲ့အနေနဲ့သုံးမယ်ဆိုရင် I am having my dinner အဲ့လိုနတ်စာတွေအတွက် breakfast lunch dinner အဲ့လိုဟာတွေအတွက်ဆိုလို့ရှိရင် have ကိုသုံးတယ်ပေါ့စားတယ်ဆိုပြီးတော့ I am having my breakfast my dinner my lunch ဒါမျိုးသုံးမယ်နောက်တစ်ခု present continuous ကိုဘာအတွက်သုံးလဲဆိုလို့ရှိရင်သူကဒီ decision နဲ့ arrangement အတွက်သုံးတယ် decision ဆိုတာကိုကကိစ္စတစ်ခုခုလုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးသားဆုံးဖြတ်ယုံနေမဟုတ်ဘဲနဲ့သူက arrange ပါလုပ်ထားတယ်စီစဉ်ထားတယ်ကိစ္စတစ်ခု for example ဥပမာမနက်ဖြန်ကျွန်တော်တို့ချောင်းသာသွားမယ်ဆိုရင်သူက hotel လဲ booking လုပ်ပြီးပြီသွားဖို့လည်းပဲဆုံးဖြတ်ပြီးပြီဆိုရင်သူကအဲ့မှာသွားဖို့ဆုံးဖြတ်ပြီးတာက decision hotel booking လုပ်တာတို့သွားဖို့ကားလက်မှတ်လဲဝယ်ပြီးတာတို့ဆိုရင်အဲ့ဒါ arrangement လို့ခေါ်တယ်စီစဉ်ပြီးသားဒါကြောင့် decision နဲ့ arrangement ပါတယ်ဆိုလို့ရှိရင် present continuous ကိုသုံးရတယ်ဘယ်သူအတွက်လဲ future အတွက်အနာဂတ်အတွက်သုံးရတာအဲ့ဒီခါကျလို့ရှိရင် we are going to ချောင်းသာအဲ့လိုသုံးရတယ် we will go to ချောင်းသာလို့မသုံးရဘူးဘာဖြစ်လို့လဲဆိုရင်သူက will ကအနာဂတ်ပြတဲ့စကားလုံးဖြစ်ပင်မဲ့သူက let alone ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းဆုံးဖြတ်ချက်ချင်းကြေညာတယ်ဆိုရင် will ကိုသုံးတာအခုဥမာ for example တကားတော့ခတ်ဖို့မေ့ခဲ့တယ်လမ်းရောက်မှသတိရဆိုလို့ရှိရင် oh I forget to lock my door I will go to lock my door the door ပြောလို့ရတယ် I will lock the door ငါတကားပိတ်လိုက်မယ်တခါလဲဆုံးဖြတ်တခါလဲပါဇက်ကနေကြေညာပြီးတော့တခုခုလုပ်တယ်ဆိုရင် will သုံးတာအဲ့တော့ decision နဲ့ဆုံးဖြတ်ချက်နဲ့ပြီးတော့ arrangement စီစဉ်မှုပါတယ်ဆိုလို့ရှိရင်အဲ့ဒါကအမြဲတမ်း present continuous ပဲသုံးတယ်နောက်နဲ့ငါကိုရီးယားသွားမယ်
နောက်နဲ့ငါဘယ်နိုင်ငံသွားမယ်ပေါ့အဲ့ဒီအခါမှာ तू က decision ကို arrangement ကိုပါတယ်ဆိုရင် present continuous tense ကိုပဲသုံးပါတယ်အခုတစ်ခါ present perfect tense အကြောင်းပြောမယ် present perfect tense ကဘယ်လိုနေရာမှာသုံးလဲဆိုရင်အတိတ်ကာလရဲ့တနေရာကနေစပြီးတော့လှုပ်လာတာအခုအချိန်ထိလက်တလောပြောနေတဲ့အချိန်ထိလှုပ်ဆောင်နေစေဆိုလို့ရှိရင် present perfect tense ကိုသုံးတယ်ဥပမာပြောရမယ်ဆိုရင် तू ကအခြေအနေမပြောင်းသေးတာကိုပြောချင်တာအခုကျွန်တော်ရဲ့ဖုန်းကပျောက်သွားတယ်နော်ဖုန်းပျောက်သွားတယ်လွန်ခဲ့တဲ့တနာရီအတိတ်ကာလရဲ့တနာရီလောက်ကပျောက်သွားတာအခုချိန်ထိပြန်မတွေ့သေးဘူးဆိုရင်အခြေအနေကမပြောင်းသေးဘူးဒီအခြေအနေတိုင်းပဲရှိသေးတယ်ဖုန်းပျောက်သွားတာလွန်ခဲ့တဲ့တနာရီကပျောက်သွားတာအခုထိပြန်မတွေ့သေးဘူးဆိုရင် तू present perfect သုံးရတာအဲ့တော့ I have lost my phone ငါဖုန်းပျောက်သွားပြီပြောရမယ်အကယ်၍အခုပြန်တွေ့သွားပြီဆိုရင်အခုနဖုန်းပျောက်သွားတာက तू past tense ဖြစ်သွားပြီအဲ့ကြလို့ရှိရင် I lost my phone မဲ့သုံးရတယ် I have lost လို့မသုံးပါဘူး I have lost က present perfect ကအတိတ်ကာလအနေဖြစ်လာတာအခုထိအခြေအနေမပြောင်းသေးဘူးဆိုရင် present perfect tense ကိုသုံးရတယ်ဟုတ်ပြီနော်အဲ့တော့ဥမာဒီအိမ်မှာကျွန်တော်နေလာတာ10နှစ်ရှိပြီလွန်ခဲ့တဲ့10နှစ်ကနေလာတာအခုထိနေလာတယ်ဆိုရင် present perfect ကိုသုံးရမယ်နော်အဲ့တော့ဒီဘယ်လိုပြောမလဲဆိုလို့ရှိရင် I have lived in this city since 2007ဟုတ်ပြီနော်2009ခုနှစ်ခရဲကသို့မဟုတ်2006ခရဲကကျွန်တော်ဒီမှာနေလာတာเนาะအခုထိနေစေပဲအဲကျရင် present perfect ကိုသုံးမယ်အခုနောက်ဆုံးက present perfect continuous ကိုရှင်းပြအဲ့တော့ present perfect tense နဲ့ present perfect continuous ကိုတော်တော်များများကလဲကြတယ်ပေါ့ဘယ်လိုသုံးရမလဲမသိဘူးအဲ့တော့ present perfect continuous ရဲ့အခုန present perfect ရဲ့ verb form မပြောရသေးဘူး present perfect tense ရဲ့ verb form ကဘယ်လိုသွားလဲဆိုရင် has have plus verb 3နဲ့သွားတယ် verb 3ဆိုတာက past participle ကိုပြောတာများသောအားဖြင့်ကဒီခေါင်းစဉ်နာမည်တွေပေါ့ past participle ဆိုရင်မသိဘူး verb 3ပြောမှသိတယ်အဲ့တော့ကျွန်တော်တို့ကခေါင်းစဉ်နာမည်အလိုက်ကိုလည်းသိထားဖို့အတွက်လိုအပ်တယ်အဲ့တော့ present perfect tense ကိုဘယ်လိုလုပ်လဲ has have plus has သို့မဟုတ် have plus verb 3 has ဆိုတာကသူ့ရဲ့ရှေ့က subject ကနည်းတယ်ဆိုရင် singular ဆိုရင် he she it ဆိုရင် has ကိုသုံးမယ် I will you they ဆိုလို့ရှိရင်တော့ have ကိုသုံးရမယ်ပေါ့အခု present perfect continuous tense ကိုသုံးရမယ် present perfect continuous tense ကဘာမှသုံးလဲဆိုရင်လွန်ခဲ့တဲ့အတိတ်ကာလတစ်ခုမှာကတည်းကအခုချိန်ထိစက္ကန့်မလတ်ဇက်တိုက်ဖြစ်နေတယ်ဆိုရင်သူက present perfect continuous ကိုသုံးရတယ်ဟုတ်ပြီနော်for example သူ့ရဲ့ verb form ကိုပြောပြမယ်သူ့ရဲ့ verb form က has have plus has သို့မဟုတ် have plus according to the subject ပေါ့ it's depend on the subject which type of has or have which one we have to use ဘယ်စကားလုံးကိုသုံးရမလဲ has သုံးရမလား have သုံးရမလားဆိုတာက subject ပုံမူတည်တယ် subject က he she it ဆိုရင် has ကိုသုံး subject က I will you they ဆိုရင်အများကြီးနေဖြစ်မယ်ဆိုရင် plural ဖြစ်မယ်ဆိုရင် have ကိုသုံးရမယ်အဲ့တော့ has have plus been plus verb ing ကိုသုံးရတယ်ဟုတ်ပြီနော် verb ing ကိုနာမည်နဲ့ပြောမယ်ဆိုရင် present participle လို့ခေါ်တယ်အဲ့ဒါ verb ing ပဲသူ့ကို verb 4ဆိုပြီးတော့လည်းခေါ်တယ် verb ing ကိုအဲ့တော့အတိတ်ကာလတစ်ခုမှာကတည်းကအခုချိန်ထိစက္ကန့်မလတ်ဇက်တိုက်ဖြစ်ပြနေတယ်ဆိုရင် present perfect continuous ကိုသုံးမယ် for example ဥပမာကျွန်တော်တို့ကချိန်ထားတဲ့လူတယောက်စီသွားတဲ့အခါမှာအဲ့ဒီလူကကျွန်တော်မလာသေးတဲ့အတွက်သူစောင့်နေတာလွန်ခဲ့တဲ့တနာရီတည်းကစောင့်နေတာအဲ့တနာရီဇက်တိုက်လုံးအဲ့ဒီခုံမာနေသူကထိုင်ပြီးတော့စားတောက်ဆိုင်တစ်ခုမှာပေါ့သူစောင့်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ကရောက်သွားလိုက်တော့ကျွန်တော်ကသူ့မေးလိုက်တယ် How long have you been waiting for me မင်းငါ့ကိုစောင့်နေတာဘယ်လောက်ကြာသွားပြီလဲ How long have you been waiting for me ငါ့ကိုစောင့်နေတာမင်းဘယ်လောက်ကြာပြီလဲဒီကြိုင်သူပြန်ဖြေလိုက်မယ် I have been waiting for you for 1 hour သူကကြာချိန်ကိုပေါ်ပြရင် for ထည့်ရတယ်ဟုတ်ပြီနော် for ကဒီနေရာမှာ preposition အနေနဲ့အလုပ်လုပ်တာ preposition ကသူကအချိန်နဲ့နေရာကိုပြရင် preposition သုံးတယ်ထားပါတော့အဲ့တော့ I have been waiting for you for 1 hour မင်းကစောင့်နေတာတနာရီရှိပြီလွန်ခဲ့တဲ့တနာရီကတနာရီကြာချိန်တနာရီဇက်တိုက်မပြတ်ဘဲနဲ့သူစောင့်လာတာနောက်တစ်ခုပြမယ် When I was get up from my bed early in the morning at 9 o'clock I opened the door and the ground is wet ပြောချင်တာမနက်9နာရီငါအိယာထားတော့အိယာကနေထားတော့ငါပြန်ပေါက်ဖွင့်ကြည့်လိုက်တာမြေပြင်နေဆိုနေတယ် but it doesn't rain but it is not raining မိုးတော့ရွာမနေဘူးဒါပေမဲ့မြေပြင်ဆိုနေတယ်အဲ့ဒီကြရင်လေ तू ဟာ present perfect continuous ပဲသုံးရတယ်ဘာဖြစ်လို့လဲ present perfect continuous ကနောက်တစ်မျိုးက तू ကအရေးလက္ခဏာတွေပေါ်နေတယ်ဆိုရင်လေ present perfect continuous ကိုသုံးတယ်တကားဖွင့်ကြည့်လိုက်တော့လောလောဆယ်ကမိုးရွာနေတာမဟုတ်ဘူး
မိုးရွာထားတယ်မြန်မာစကားမှာအဲ့ဒီထားတယ်